ကွန်စားလာတာကြာလာတဲ့အခါကျတော့ကွန်စားလာတာတက်တန်းကလည်းကြည့်မယ်အခုက39တဲကိုရောက်ပြီဆိုတော့ငါ6လပိုင်းဆိုရင်39ပြည့်ပြီလားအခုလည်းမ6လပိုင်း39ပြည့်ပြီဆိုတော့ဟိုကလည်းဟိုကတွင်ကြဲကြဲစားလာတာဟိုကပဲခြာလိုက်ပါတော့ဟဲ့19 20လောက်ကပဲခြာလိုက်ပါတော့ဘွေရပြီးတဲ့အချိန်နောက်ပိုင်းမှာအဲ့ဒါဆိုဘယ်သူမှစောက်ကြီးမစိုက်တော့ဘဲနဲ့စားလာတာနော်အဲ့ကလေးကနင်းအဲ့ဒီအနေထားကိုကြည့်လိုက်အသက်20ကနေအဲ့လိုတင်ဝင်ရတယ်လေဘုံနောက်ပိုင်းမှာစားရတာ no မဟုတ်ဘူးငါကွန်ဆာမယ်တော့ပဲခေါ်တယ်တငယ်ချင်းတွေကငါ့ကိုအခုငါယောက်ျားလေးတငယ်ချင်းတွေဆိုငါဘာပြောမှတော့နင်းညောင်လေးငါတို့ကွန်ဆာတက်သွားတာငါတရခန်းကြော်ဟင်းကားလို့ငါတရခန်းလားသိလားအေးအဲ့ဒါပြောရလေဘယ်လောက်ထိကိုကဲနိုင်လဲတိတ်ကဲလုံးနိုင်လဲဆိုတာအခုဒီမှာကြည့်ဒီလိုမျိုးသွားကြတယ်ငါရှိရလားဒီဆေးရဲ့စိန်ကျဲရဲ့အစွမ်းကကလုဆိုကော်လော်လိုက်တခါများလာပြီဆိုရင်ဒီလိုသွားကြတို့နေနဲ့မှန်လေးနဲ့တေချာကြည့်ပြီးတော့တန်ရှင်းလုပ်တယ်ဒီစိန်ကျဲနဲ့မတွေ့ခင်စက်ကြားမှာတော့ကကြာတော့ငါတို့ကရခိုင်မှာနေတော့ကကြာတော့အိန္ဒိယလာတဲ့ပစ္စည်းတွေကပေါ်တယ်လေပန်းဆိုးတန်းအမုံတို့ကလိုကိုကိတ်အမုံတို့အဲ့ဒါတွေနဲ့ကြောင်းကဆရာမတွေမသိအောင်ဆိုပြီးခိုးပြီးတော့တန်နေတလင်းကနေဆိုအသကုံကြိုက်တာအိမ်မှာအမအဲ့ကိုစားတာလေဒီပဲမစားရတဲ့တော့တဲ့ဘောကဖြူနေတာဟုတ်လားဟုတ်တယ်လုံးဝစားလိုက်အောင်မယ်ပေါ့ကိုမစားရတဲ့တော့အမရဲ့တော့ဖြူနေတာအဲ့ကြောင့်အမအဲ့ဒါဘယ်လိုပြောမလဲဟေးကွန်ကျိုးတွေဆရာမတွေမြင်တော့ရင်ကွန်ဆာမဲတိမှဆိုလို့ကွန်ဆာမဲတိမှဆိုလို့ねဆိုပြီးတစ်ချိန်လုံးသွားကိုပဲဂယူးဆိုင်နေရလေကွန်ကကိုကမဖျက်နိုင်တာဆိုတော့ဘယ်လိုပြောမလဲပါမယ်လူထက်သွားခိုင်ညာပေါ့ရေတခုပဲရှိတယ်အဲ့ကိုကိအမုံလို့ပန်းဆိုတဲ့အမုံလို့ねအဲ့အချိန်ဝင်ရှိအခါမရှိစာကျင်းနဲ့လည်းချစ်တောင်ချစ်မြောက်ချစ်တော့ငငယ်တုန်းကဆိုတော့တိတ်ပြီးတော့ဘုသူရလည်းမရှိသေးဘူးခါကြတော့ဟိုကလော်ဒီကလော်နဲ့ဒီနေ့မှတခြားကသရင်ပြုတ်နေရရှိတယ်ဒီမှာအဲ့ဒီသရင်ပြုတ်တဲ့အချောင်းကအရင်တုန်းကဒီသင်ကျန်နဲ့မတွေ့ခင်တနေ့ရေသောက်ရင်လည်းကျင်ရေနွေးသောက်ရင်လည်းကျင်ကော်ဖီဝင်သွားရင်ကျင်အခုအဲ့လိုဖြစ်နေတာအဲ့ဒီကြားတွေကအဲ့လိုသွားကျင်နေပြီဆိုရင်ဘာလို့တမဲ့တော့ငါလေးညင်းမွေးနေ2ပွင့်3ပွင့်လောက်ထက်ဖာလာစီတွေထက်ကွန်းရတဲ့ကိုသိလားဗမာဆေးတွေထက်ပြီးအဲ့ဒီသွားအဲ့လိုကြိုက်ထားတာသွားကျင်တာကောင်းအောင်ဆိုပြီးတော့လေအဲ့ဒုက္ခကိုမြင်ပြီးတော့အမတယောက်ကငါ့ကိုနေကွန်းလည်းမဖြတ်နိုင်ဘူးဟမ်ရောင်းတာက cosmetic စားတာကွန်းဖြက်ကမဖြတ်နိုင်ဆိုရင်ရော့နင်ဒီဆေးကိုတစ်သက်လုံးတိုက်ပြီးတော့ဆိုပြီးတော့ငါ့ကိုညှို့ပြီးတာအဲ9တန်း6တန်းတုန်းကဆိုလို့ရှိရင်စာမရလို့ဆရာမစီမှာအရိုက်မခံရဘူးကွန်းခိုးစားလို့ဆရာမတို့ကျောင်းကိုသွားတဲ့လမ်းမှာကွန်းရဆိုင်ထိတ်မှာတွန်းလဲလေးနဲ့အဲ့ဒီဆိုင်ကကွန်းရကတအားနာမည်ကြီးကွန်းရအစိမ့်အဲ့ဒီကနေစတာပဲကွန်းရအစာအစိမ့်ကတဲ့ဒါကြောင့်